Hello everyone, Emily ba. So this is my first video. So Emily ဒီနေ့ video လေးမစခင်မှာ Emily YouTube channel လေးရဲ့ intention လေးကိုအရင်ဆုံးပြပြပေးချင်ပါတယ်။ Emily ကစာအုပ်တွေဖတ်ကြတာကိုသဘောကျတယ်။ပြီးတော့လက်ရှိမှာလည်းဒီ philosophy အတွေးခေါ်ပိုင်းဆိုင်ရာပညာရပ်ကိုလေ့လာနေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Emily ရဲ့နေ့စဉ်နေ့တိုင်းမှာတငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်မိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ်အမြဲတမ်းဒီအတွေးခေါ်ပညာရပ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုအမြဲတမ်း discuss လုပ်လေးရှိပါတယ်။ဆိုတော့ Emily ပတ်ဝန်းကျင်မှာပဲမဟုတ်ဘဲနဲ့ Emily ရောက်နိုင်တဲ့အတိုင်းအတာတစ်ခု society တစ်ခုအထိ Emily က sharing လုပ်ပေးခြင်းနဲ့ဆန္ဒလေးနဲ့ဒီ YouTube channel လေးကိုစပြီးတော့လုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ So ဒီအကြောင်းအရာလေးတွေကကိုယ်နဲ့ resonate ဖြစ်တယ်ဆိုလို့ရှိရင် you can subscribe my channel so we can discuss together. Emily တို့လူသားတွေအားလုံးမှာအခုလက်ရှိဘဝကိုဘာတွေပါရမီဖြည့်ဖို့ရောက်လာခဲ့လဲဆိုတဲ့အကြောင်းရင်းတွေကိုယ်စီရှိကြပါတယ်။ဒီလိုအကြောင်းရင်းတွေကိုသိရဖို့အတွက် Emily တို့ရဲ့ higher self ဆိုတဲ့အသိဉာဏ်နဲ့ပေါ့နော်ချိတ်ဆက်နေမိဖို့လိုအပ်ပါတယ်။ဆိုတော့ဒီလို higher self ကိုရှာတွေ့ဖို့အတွက် Emily တို့ဘဝတွေမှာတနေရာမဟုတ်တနေရာမှာတစ်ချိန်မဟုတ်တစ်ချိန်မှာ fail stage ဆိုတာကိုရောက်ကြရပါတယ်။ fail stage ဆိုတာက Emily တို့ဘဝမှာတန်ဖိုးထားတဲ့အရာတွေအကုန်လုံးပျက်စီးသွားတဲ့ဒီအခြေအနေတွေပေါ့နော်ဒါတွေကိုဆိုလိုတာပါ။ဆိုတော့ Emily ရဲ့ဘဝမှာလည်းဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဆိုတော့ Emily career တွေပြီးတော့ Emily တန်ဖိုးထားတဲ့ family relationship တွေကိုဒီပျက်စီးဆုံးရှုံးသွားတဲ့အနေအထားကို Emily ဒါကြုံတွေ့ခဲ့ရပါတယ်။ဆိုတော့ Emily လိုမျိုးပဲဒီလိုကြုံတွေ့နေတဲ့သူတွေပေါ့နော်အခုလက်ရှိမှာကြုံတွေ့နေတဲ့သူတွေကို Emily ကဘယ်လိုမျိုးကို healing လုပ်ခဲ့လဲကို self discovery ဘယ်လိုမျိုးပြန်လုပ်ခဲ့လဲပြီးတော့ Emily ဘယ်လိုကို higher self နဲ့ချိတ်ဆက်မိသွားခဲ့လဲဆိုရဲအကြောင်းအရာတွေကို Emily ရဲ့ healing journey ကနေပြီးတော့ရလာတဲ့ဒီ tips လေးတွေနဲ့ Emily ကဒီနေ့မှာ sharing ပြန်လုပ်ပေးသွားမှာဖြစ်ပါတယ်။ Emily တို့ higher self နဲ့ချိတ်ဆက်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကို healing လုပ်ရပါတယ်။ကိုကုစားရတာပေါ့နော်။ဒုတိယအနေနဲ့က Emily တို့ self discovery ဆိုတဲ့ကိုပြန်လည်ရှာဖွေခြင်းလုပ်ငန်းစဉ်တွေကိုလုပ်ရပါတယ်။ပြီးတော့မှနောက်ဆုံးမှကို acceptance ကိုလက်ခံနိုင်စွမ်းဆိုတဲ့ဟာကိုမြင့်တင်လိုက်တော့မှ Emily တို့ရဲ့ higher self higher potential ဆိုတဲ့ဟာနဲ့ Emily တို့ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ဆိုတော့ Emily self healing journey မှာလုပ်ခဲ့တဲ့ဒီ tips လေးတွေကဒီနေ့မှာတော့အချက် 5 ချက်ကို Emily ကပြန်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်။နံပါတ် 1 အချက်လေးက awareness of my thoughts ဖြစ်ပါတယ်။ Emily တို့ဘဝမှာအတွေးပြောင်းလို့ရှိရင်ဘဝပြောင်းပါတယ်။ Emily တို့ရဲ့ဒီအတွေးတွေစိတ်ဆိုတဲ့ဟာက Emily တို့ရဲ့ဘဝရဲ့နေရာတော်တော်များများကိုသူကဦးဆောင်ထားတာပါ။လူတစ်ယောက်ရဲ့ဗီဇတွေအကျင့်တွေကိုပြောင်းလဲမရဘူးလို့ထင်နေတယ်ဆိုလို့ရှိရင်တော့မှားသွားပါလိမ့်မယ်။ Emily တို့ရဲ့အတွေးတွေပြောင်းလိုက်ရုံနဲ့ Emily တို့ရဲ့ဗီဇတွေအကျင့်တွေကိုပြုပြင်ပြောင်းလဲယူလို့ရပါတယ်။ကြားဖူးမှာပါအတွေးပြောင်းလို့ရှိရင်ဘဝပြောင်းတယ်ဆိုတဲ့စကားလေးကိုအဲ့လိုပဲမကောင်းတာတွေမတွေးနဲ့ကောင်းတာတွေပဲအမြဲတမ်းတွေးဆိုတာလေးကိုလည်းကြားဖူးကြမှာပါ။အဲ့ဟာလေးကဘယ်လိုမျိုးဖြစ်လဲဆိုတာကို Emily ရှင်းပြပေးပါမယ်။ Emily တို့ရဲ့နေ့စဉ်တွေးနေတဲ့ကောင်းတဲ့အတွေးပဲဖြစ်ဖြစ်မကောင်းတဲ့အတွေးပဲဖြစ်ဖြစ်ဒီအတွေးတွေက Emily တို့ရဲ့မသိစိတ် subconscious mind ထဲကိုထပ်ခါတွေးပါများလာလို့ရှိရင်အကျင့်ဆိုပြီးတော့ဖြစ်သွားပါတယ်။ဆိုတော့ Emily တို့ကဘဝပြောင်းလဲဖို့အတွက်ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေမကောင်းတဲ့ thoughts တွေဒီအတွေးတွေကိုသတိရှိရှိနဲ့စဉ်းစားဆင်ခြင်ပြီးတော့ကောင်းတဲ့အတွေးတွေပေါ့နော်ဒီမကောင်းတဲ့အတွေးတွေနေရာမှာကောင်းတဲ့အတွေးတွေကိုအစားထိုးပြီးတော့တွေးလိုက်ရုံနဲ့ Emily တို့ကဒီကိုယ့်ရဲ့အကျင့်တွေဗီဇတွေကိုပြောင်းလဲပစ်လို့ရပါတယ်။ Emily တို့ကိုယ့်ရဲ့အတွေးတွေကိုသတိရှိရှိနဲ့
ဒါနေထိုင်တတ်သွားပြီဆိုလို့ရှိရင်ဒုတိယအဆင့်အနေနဲ့ကအမီတို့ရဲ့ဒီပစ္စုပန်ကာလအပေါ်မှာသတိရှိရပါတယ်။ဒါလေးကိုတော့အမီက awareness of the present moment ဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်။ဒါကိုအမီတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့sharing လုပ်ပေးရင်းနဲ့ဒီ topic လေးကိုပြောပြချင်တယ်ပေါ့နော်။ဆိုတော့အမီတို့ဘဝမှာထိန်းချုပ်လို့ရတဲ့ကိစ္စနဲ့ထိန်းချုပ်လို့မရတဲ့ကိစ္စဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ဆိုတော့အမ်လီတို့သေချာပြန်စဉ်းစားကြည့်လိုက်လို့ရှိရင်အမ်လီတို့ထိန်းချုပ်လို့ရနိုင်တဲ့အကြောင်းအရာဆိုတာအမ်လီတို့ပစ္စုပန်ကာလကလွဲပြီးတော့ကျန်တာဘာမှမရှိပါဘူး။ပစ္စုပန်ကာလရဲ့ပြီးတော့ကိုယ့်ရဲ့ပေါ့နော်။အမ်လီတို့သူများအတွေ့အကြုံထိန်းချုပ်လို့မရဘူး။သူများရဲ့ကိုယ့်ကို response ပေးမှာတွေကိုထိန်းချုပ်လို့မရဘူးပေါ့နော်။ဆိုတော့အမ်လီဒီအကြောင်းအရာလေးကိုထပ်ပြီးတော့နောက် videos တွေထဲမှာစာအုပ် summary လေးလုပ်ရင်းနဲ့ပေါ့နော်ထပ်ပြီးတော့ရှင်းပြပေးပါမယ်။ဒီနေ့ကတော့ဒီအကျဉ်းချုပ်လေးနဲ့ပေါ့နော်အမ်လီဒီပစ္စုပန်ကာလရဲ့အရေးပါပုံလေးကိုအကျဉ်းချုပ်လေးပဲပြောလိုက်ပါမယ်။ဆိုတော့အမ်လီကအရင်တုန်းကဘယ်လိုမျိုးလဲဆိုလို့ရှိရင်အမ်လီက present ကာလမှာဘယ်တော့မှမနေတဲ့သူမျိုးပေါ့နော်။အမ်လီအတိတ်မှာနေတယ်မနေလို့ရှိရင်အနာဂတ်မှာနေတယ်ပေါ့နော်။ဆိုတော့ဘာဖြစ်လာလဲဆိုတော့အတိတ်မှာနေပါများလာတဲ့အခါကျတော့အမ်လီအဲ့လိုမဖြစ်ခဲ့ရတဲ့ကိစ္စတွေမလုပ်ခဲ့ရတဲ့ကိစ္စတွေပေါ့ကိုနောင်တရခဲ့တဲ့ကိစ္စတွေပေါ့နော်အဲ့ကိစ္စတွေအပေါ်မှာတွေးပါများလာတော့စိတ်သက်ကြလာတယ် depression ဖြစ်လာတယ်ပေါ့နော်အဲ့လိုပဲ present မှာမနေဘဲနဲ့ future မှာထပ်နေပြန်နေဆိုတဲ့အခါကြလို့ရှိရင်လေအမ်လီတို့ဘာဖြစ်လာနိုင်လဲဆိုတော့မဖြစ်လာသေးတဲ့အကြောင်းအရာတွေလေ future ဆိုတာကအမ်လီတို့အတွေးနဲ့ပဲပုံဖော်ကြည့်လို့ရတဲ့နေရာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့အမ်လီတို့ကဒီမလိုအပ်ပဲနဲ့ပေါ့နော်အရင်တွေးတာမျိုးဆိုလို့ရှိရင်အမ်လီတို့ anxiety ပေါ့စိုးရိမ်ပူပန်မှုဆိုတဲ့ဟာဒီစိတ်ဖြစ်လာရဲပေါ့နော်ဆိုတော့ဒီ future ကိုအမ်လီတို့ mission ထားလို့ရတယ်ဒီ plan တွေကြိုချလို့ရတယ်ဒါပေမဲ့မလိုအပ်ပဲနဲ့စိုးရိမ်ပူပန်တာတွေကကိုယ့်ကိုမလိုအပ်ပဲနဲ့ stress တွေဖြစ်လာစေတာပေါ့နော်ဆိုတော့အဲ့ကြောင့်မလို့အမ်လီကဒီ present moment မှာနေခြင်းရဲ့အကျိုးကျေးဇူးတွေကိုပေါ့နော်ပို့ပြီးတော့သိလာစေရပေါ့ဆိုတော့အမျိုးဒီနေ့ဘယ်လိုမျိုးအကောင်းဆုံးကိုလုပ်မလဲဘယ်လိုမျိုးအကောင်းဆုံးလေ့လာသင်ယူမလဲပေါ့ဒါတွေကိုလုပ်ခြင်းအပြင်ကိုကဒီအနာဂတ်အတွက်ကိုကြိုတင်ပြင်ဆင်ရလဲရောက်တယ်ပေါ့နော်ဆိုတော့ဒီ present moment မှာတတိလေးကပ်ပြီးတော့နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝကလည်းပို့ပြီးတော့အေးချမ်းလာမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ letting go of the regrets ဖြစ်ပါတယ်အမ်လီတို့ရဲ့ဘဝမှာအတိတ်တွေကိုမလွတ်ချနိုင်သေး၍အမ်လီတို့ဘယ်တော့မှကိုယ့်ရဲ့ highest version ကိုမရောက်နိုင်ပါဘူးဆိုတော့အမေတို့အတိတ်မှာကိုနောင်တရခဲ့တဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ်ကိုမှားခဲ့တဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ်ဒီဟာတွေကိုလွှတ်ချတတ်ဖို့အရေးကြီးပါတယ်ဒီလိုမျိုးလွှတ်ချတတ်ဖို့ဆိုလို့ရှိရင်ကိုခွင့်လွှတ်ခြင်းဆိုတဲ့လုပ်ငန်းစဉ်ကနေပြီးတော့စတင်ရပါတယ်ဆိုတော့အမေတို့ကိုခွင့်လွှတ်နိုင်ဖို့အတွက်ကို reflection လုပ်နိုင်ဖို့အရေးကြီးရယ်ပေါ့ဒီလို reflection လုပ်နိုင်ဖို့ဆိုလို့ရှိရင်အမေတို့ဒါ healing process ထဲမှာအများကြီးလုပ်လို့ရတဲ့နည်းလမ်းတွေရှိရယ်ပေါ့အမီလုပ်ခဲ့တဲ့နည်းလမ်းလေးတွေဆိုလို့ရှိရင်အမီအမြဲတမ်းတရားထိုင်နေပေါ့နော်မနက်ပိုင်းဆိုလို့ရှိရင်နာရီဝက်လောက်တရားထိုင်နေညပိုင်းဆိုလို့ရှိရင်လည်းဒါဖရားတွေပါရှိခိုးပြီးပါလို့ရှိရင်မအိတ်ခင်ကိုမိနစ်30အနည်းဆုံးပေါ့နော်တရားထိုင်ဖြစ်တယ်အမီကဒီဘာသာရေးကိစ္စတွေကိုကုသိုလ်ရဖို့မရဖို့ဆိုတာထက်အမီကကို self reflection self discovery ပေါ့နော်ဒီကိုပြန်လဲရှာဖွေတွေ့ရှိဖို့ဆိုတဲ့နေရာမျိုးတွေမှာပို့ပြီးတော့အသုံးချလေးရှိရပေါ့ဆိုတော့အမျိုးတရားထိုင်ခြင်းကလည်းဒါကိုပြန်ပြီးတော့သုံးသပ်နိုင်ဖို့အတွက်ကိုအများကြီးအထောက်အကူပြုတယ်ပေါ့တရားမထိုင်နိုင်တဲ့သူတွေကြတော့ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့အမျိုး journaling လုပ်ပြီးတော့ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့ဟာတွေကိုရေးချပြီးတော့ကိုပြန်ပြီးသုံးသပ်လို့ရတယ်ပေါ့နော်အမ်မီကတော့ဒီ journaling ရေးတဲ့ကိစ္စကိုအရင်မလုပ်ဖြစ်ဘူးပေါ့နော်အဲ့ဆိုတရားထိုင်တာကလည်းဒါ one kind of journaling ဆိုတဲ့အခါကျတော့အမ်မီကဒီတရားထိုင်တဲ့ကိစ္စလေးကိုပဲပေါ့နော်ပို့ပြီးတော့အမေရဲ့နေ့စဉ်ဘဝမှာ
လုပ်ဖြစ်တယ်ပေါ့။ Emily တို့ကိုခွင့်လွှတ်ပေးပြီးရဲ့အခါကျလို့ရှိရင် Emily တို့ကကိုနာကျင်စေခဲ့တဲ့သူတွေကိုစိတ်ထိခိုက်အောင်လုပ်ခဲ့တဲ့သူတွေကိုလည်းခွင့်လွှတ်ပေးနိုင်ဖို့အတွက်အရေးကြီးပါတယ်။ခွင့်လွှတ်ပေးခြင်းဆိုတာကကိုလွတ်မြောက်ခြင်းပါပဲ။ဆိုတော့ Emily တို့ကိုလွတ်မြောက်ခြင်းနဲ့ freedom ဖြစ်ချင်တယ်ဆိုလို့ရှိရင် Emily တို့ကကိုခွင့်လွှတ်ပေးရမယ်။ပြီးလို့ရှိရင်ကိုနာကျင်စေခဲ့တဲ့သူတွေကိုလည်းခွင့်လွှတ်ပေးဖို့အတွက်အရေးကြီးပါတယ်။ဆိုတော့ Emily ဒီနေရာမှာဘယ်လိုမျိုးစိတ်ကလေးထားပြီးတော့ခွင့်လွှတ်ပေးဖြစ်လဲဆိုလို့ရှိရင် Emily ပထမဆုံးမှာပြောခဲ့သလိုပါပဲ Emily တို့ကဒီဘဝမှာကိုယ်စီဘဝမှာပါရမီဖြည့်ဖို့အတွက်ဒီရှေ့ဘဝကပေါ့နော်အထုံတွေပဲဖြစ်ဖြစ်ဝတ်ကြွေးတွေပဲဖြစ်ဖြစ် Emily တို့ဒီဘဝမှာဆက်ဖို့အတွက်ရောက်လာခဲ့ကြတဲ့သူတွေကြီးပါပဲ။အဲ့ဒါကြောင့်မို့လို့ Emily တို့ကသူများတွေဘဝမှာလည်းEmily တို့ကတထောင့်တနေရာကနေပြီးတော့ကောင်းတဲ့နေရာဖြစ်စေသူတို့ကိုသင်ခန်းစာရစေခဲ့တဲ့နေရာပဲဖြစ်စေပါဝင်ပတ်သက်ခဲ့ရပါတယ်။အဲ့လိုပဲ Emily တို့ရဲ့ဘဝမှာလည်းတခြားသူတွေကကိုသင်ခန်းစာပေးဖို့ပဲဖြစ်စေကိုကောင်းတဲ့ memories တွေပေးဖို့ပဲဖြစ်စေပါဝင်ပတ်သက်ကြရပါတယ်။ Emily ပြောခဲ့သလိုပါပဲကိုယ့်ရဲ့ field stage မရောက်ခင်အထိကိုယ့်ရဲ့ highest version ဆိုတာကိုဘာမှန်းသိနိုင်မှာမဟုတ်ပါဘူး။ပြောရလို့ရှိရင် Emily တို့ကများနာကျင်ရလေကိုယ့်အတွက်တန်ဖိုးရှိတာကဘာလဲဆိုတာကိုပိုပြီးတော့သိလာလေဖြစ်ပါတယ်။အဲ့လိုအတွက်ကြောင့်မို့လို့ကိုယ့်ကိုဒီလိုမျိုးအတွေးအခေါ်တွေဒီလိုမျိုးhighest version ကိုပေါ့နော်ရောက်အောင်လုပ်ပေးခဲ့တဲ့ကိုယ့်ကိုနာကျင်အောင်လုပ်ပေးခဲ့တဲ့သူတွေကို Emily တို့ကကျေးဇူးတင်ရပါတယ်။တကယ်လို့သူတို့ကြောင့်သာမဟုတ်ဘဲနဲ့သူတို့သာကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့လို့ရှိရင် Emily တို့ဘဝမှာဒီလိုမျိုးအတွေးအခေါ်တွေလည်းတွေးဖြစ်တော့မှာမဟုတ်သလို Emily တို့ဒီလိုမျိုးကိုယ့်ရဲ့ highest version ဆိုတာကိုလည်းသိခွင့်ရမှာမဟုတ်ပါဘူး။ဆိုတော့သူတို့ကလည်း Emily တို့ဘဝမှာတထောင့်တနေရာမှာပါရမီဖြည့်ပေးခဲ့တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ Emily တို့ကသူတို့ကိုခွင့်လွှတ်ပေးရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီလိုမျိုးအကောင်းဆုံးပုံစံကိုထုတ်ဖော်ပြသဖို့အတွက်ကိုသိခွင့်ရတဲ့အတွက်ကိုသူတို့ကိုကျေးဇူးတင်ရပါမယ်။ Emily တို့ဒီ tips လေးတွေအကုန်လုံးကိုလုပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့ကိုလက်ခံခြင်း acceptance ဆိုတဲ့လုပ်ငန်းစဉ်လေးကိုဆက်ပြီးတော့လုပ်ဆောင်ရပါတယ်။ Emily တို့ကကိုယ့်မှာဖြစ်နေတဲ့ကိုယ့်မှာရှိနေတဲ့အစအရာရာကို acceptance ဆိုတဲ့လက်ခံမှုနဲ့လက်ခံနိုင်မှသာ Emily တို့ရဲ့ highest version ကိုဒီထက်ပိုပြီးတော့လုပ်နိုင်တဲ့ ability တွေကိုဆက်ပြီးတော့ရှာဖွေလို့ရမှာဖြစ်ပါတယ်။ဒါဆို Emily တို့ကို acceptance နဲ့လုပ်ပြီးသွားပြီ။ကိုယ့်ရဲ့ inner မှာရှိတဲ့ဒီ ability တွေပေါ့နော် hidden ability တွေကို Emily တို့ဘယ်လိုရှာကြမလဲဆိုလို့ရှိရင် Emily တို့ကမွေးကလေးကပေါ့နော်ငယ်ငယ်လေးကလေးက Emily တို့ကိုဦးနှောက်နဲ့ပဲစဉ်းစားပါဦးနှောက်နဲ့တွေးပြီးလုပ်ဆိုပြီးတော့ဘေးနားကပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေကြောင့်မို့လို့ပေါ့နော်အမြဲတမ်းတစ်ခုခုဆိုဦးနှောက်နဲ့ပဲတွေးရမယ်ဆိုတဲ့အသိစိတ်ကအမြဲတမ်းရှိနေခဲ့တာပေါ့နော်ဒါ Emily လည်းဒါအပါအဝင်ပဲဖြစ်ပါတယ်ဆိုတော့ Emily တို့ဒီဦးနှောက်အကြောင်းလေ့လာမယ်ပေါ့Emily ဦးနှောက်အကြောင်းကိုဒါအများကြီးလေ့လာထားတာတော့မဟုတ်ဘူးပေါ့နော် Emily သိသလောက်ဆိုလို့ရှိရင် Emily တို့ဦးနှောက်က Emily တို့တွေ့ကြုံပြီးတဲ့အကြောင်းအရာတွေဖြစ်ပြီးခဲ့တဲ့ကိစ္စတွေကိုပဲ Emily တို့ဦးနှောက်ကမှတ်တမ်းတင်ထားတာဖြစ်ပါတယ်ပြီးတော့ Emily တို့ရဲ့ဦးနှောက်ကဒီအပြင်ကပေါ့နော်ဥပမာမိဘကဖြစ်စေချင်လို့ရီးစားကဖြစ်စေချင်လို့ဆိုပြီးတော့ဒီလိုမျိုးအပြင်က influence တွေကြောင့်ဖြစ်လာတဲ့ thoughts တွေလည်းအများကြီးရှိပါတယ်ပြီးတော့ Emily တို့မှာအတ္တဆိုတဲ့ ego ကလည်းဒီဦးနှောက်ကနေလာပြီးတော့ဒါ decision တွေဒီ ego ပေါ်မူတည်ပြီးတော့ချခဲ့တဲ့ decision တွေကလည်းဒါပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်အများကြီးရှိရပေါ့နော်ဆိုတော့ Emily တို့တကယ်ကိုလိုချင်တဲ့နက်နက်ရှိုင်းရှိုင်းလေးကအတွေးတွေဒီလုံနိုင်စွမ်းတွေကို Emily တို့ဦးနှောက်ထဲမှာရှာလို့မရပါဘူး။ဘာမှရှာရမလဲဆိုလို့ရှိရင်တော့ Emily တို့နှလုံးသားထဲကနေခံစားကြည့်ပြီးတော့ရှာရမှာဖြစ်ပါတယ်။ဆိုတော့ Emily ကဒီမှာဒီတရားထိုင်တဲ့နည်းနဲ့ပေါ့နော်သွားပြီးတော့ချိတ်ဆက်ပြီးတော့ Emily ကကိုယ့်ရဲ့ဒီနှလုံးသားတွေကပြောနေတဲ့ inner voice ကိုအမြဲတမ်းနားထောင်နေရှိပါတယ်ဆိုတော့ကိုacceptance လုပ်ပြီးတော့ကိုယ့်ရဲ့တကယ်
ability တွေကိုရှာဖို့ဆိုလို့ရှိရင်ဒီနှလုံးသားတွေကလာတဲ့အတန်ကိုလည်းနားထောင်ကြည့်ဖို့အတွက်ဒါ Emily ကsuggestion ပေးပါတယ်ဒါကတော့ Emily healing လုပ်ခဲ့တဲ့ journey မှာ Emily အတွက်အသုံးဝင်ခဲ့တဲ့ tips လေးတွေကိုပြန်ပြီးတော့ sharing လုပ်သွားတာဖြစ်ပါတယ် and yet I'm still healing ပါဆိုတော့အခုကြည့်နေတဲ့သူတွေထဲမှာလည်းဒါ healing လုပ်နေတဲ့သူတွေဆိုလို့ရှိရင်ကိုကဘယ်လိုမျိုး tips လေးတွေနဲ့ healing လုပ်နေလဲဆိုတာကိုလည်းဒီ comment မှာ discuss ဝင်လုပ်သွားလို့ရပါတယ်So yeah, that's it for this video and see you. Bye bye.